အမရင်က343ကိုသာတုံးနေတာကစားကွက်ပေါ်နော်မကြည်သေးဘူးလို့ပြောလာခဲ့တဲ့ Palace နီးပြ Glasner ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာကဏ္ဍစုံကတည်နေသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Game Time Glory ကနေကြိုဆိုပါရစေ Crystal Palace နီးပြ Oliver Glasner ရဲ့ Manchester United နဲ့ပွဲမတိုင်မီပြောကြားခဲ့တဲ့အမှတ်ချက်တွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့ Bologna နှစ်ပိုင်းဆိုင်ရာအချက်လက်တွေနဲ့စိတ်သက်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပေါင်းစပ်နေတာတွေ့ရပါတယ်သူက United ရဲ့ပြောင်းလဲမှုတွေကိုအတိအမှတ်ပြုရင်းနဲ့တစ်ဖက်မှာလည်းမိမိတို့ရဲ့ကစားဟန်ဒီစနစ်ပေါ်မှာဘယ်လောက်ယုံကြည်မှုရှိတယ်ဆိုတာပြသသွားပါတယ်ညနေကအများကြီးပြောင်းလဲထားတာပါသူသဖြင့်တော့တိုက်စစ်မှာဂိုးတွေလုံနေခဲ့လို့ပေါင်တန်း200လောက်နဲ့ရှီရန်3ယောက်လုံးလဲထားခဲ့တာနောက်ပြီးဒီထဲမှာမှတွန်းတိုက်တိုက်ကစားနိုင်တဲ့အမ်ဘူမိုလိုကစားမမျိုးပါထပ်ရထားတော့ကျွန်တော်မြင်ရတော့ထင်ကြီးစရာကောင်းပါတယ်လို့အမ်မရင်ကပြောခဲ့ပါတယ်ဒီစကားမှာ Glasner က United ရဲ့မြင်ပြောင်းလဲတွေကိုလက်တွေ့ကြကြနဲ့အလေးနက်ထားသုံးသပ်ထားတာတွေ့ရပါတယ်ပေါင်တန်း200လောက်နဲ့ရှီရန်3ယောက်လုံးလဲထားခဲ့ရတာဆိုတဲ့အမှတ်ချက်က United ရဲ့ကြီးမားတဲ့ယင်းနှိမ့်မြုံနှံမှုကိုပြသတာဖြစ်ပါတယ်United ဟာတိုက်စစ်ပိုင်းမှာအားနည်းချက်တွေရှိခဲ့ပြီးတော့ဒီလိုယင်းနှိမ့်မြုံနှံမှုကအသင်းရဲ့တိုက်စစ်ပိုင်းကိုအဆင့်မြင့်တင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုပြသနေပါတယ်Glasner ကဒီပြောင်းလဲက United ကိုဘယ်လောက်အင်အားတောင်တင်းစေတယ်ဆိုတာကိုကောင်းကောင်းသိပြုမိပါတယ်အမ်ဘူမိုကိုရရှိထားတာက United အတွက်အရန်ကိုရေးပါတဲ့ခြေလှမ်းဖြစ်ကြောင်း Glasner ကအတိအမှတ်ပြုပါတယ်အမ်ဘူမိုနီးစ်နှစ်ပိုင်းကောင်းမွန်ရုံမကဘဲနဲ့ပြင်းထန်တဲ့လုံအားနှုန်း high work rate ရှိပြီးတော့ခံစစ်လိုက်ပါမှုနဲ့ပြိုင်ဘက်ပိုင်းကိုဖိအားပေးမှုမှာထူးချွန်သူဖြစ်ပါတယ်။ United ရဲ့တိုက်စစ်3ယောက်ဟာနာမည်ကြီးပေမဲ့ပြိုင်ဘက်ခံစစ်ကိုဒုက္ခပေးနိုင်တဲ့ဖိအားပေးကစားမတအုပ်ကိုလိုအပ်နေကြတာပါ။အမ်ဘူမိုကတိုက်စစ်မှာဘယ်နေရာမဆိုကစားနိုင်တဲ့အတွက် United နီးပြအမော်ရင်အတွက်ဒီနှစ်ပိုင်းဆိုင်ရာရွေးချယ်စရာတွေပုံများလာစေပါတယ်။ Glasner ကဒီကစားမရဲ့ရုပ်ပိုင်းဆိုင်ရာပြင်းထန်မှုကသူတို့ Palace အသင်းအတွက်ခက်ခဲစေမယ့်ချက်တစ်ခုဖြစ်တယ်ဆိုတာကိုသိနေပါတယ်။ဒီတော့အခုချိန်ကမနစ်ကနဲ့ရှင်ရင်ကစားမရဲ့လောက်အားနှုန်းကအများကြီးတိုးတက်သွားပါတယ်။ပြီးတော့ဒီအသင်းရဲ့343အကြောင်းပြောရရင်တော့ရေစရာကောင်းလို့ဖြစ်နေပါတယ်။ဘာလို့ဆိုရင်တော့ United က expected goals XG က Premier League မှာအများဆုံးပါလို့လည်း Glasner ကဆက်ပြောခဲ့ပါသေးတယ်။ဒီမက်ချက်ပိုင်းက Glasner ရဲ့ပွဲကိုချင်းကပ်ပုံနဲ့ data ပေါ်ခြေခံတဲ့တွေးခေါ်ပြသနေပါတယ်။လောက်အားနှုန်းတိုးတက်လာခြင်းကနီးပြรูเบนအမော်ရင်ရဲ့အသင်းကိုပြုပြင်ပြောင်းလဲမှုမှာအဓိကတက်တဲ့တစ်ခုပါပဲ။ဘောလုံးပိုင်းဆိုင်မှုနဲ့ niche ပိုင်းသာမကဘဲနဲ့ဘောလုံးမရှိချိန်မှာပြင်းပြင်းထန်ထန်ပြေးလွှားဖိအားပေးကစားခြင်း present and off the ball movement ကလည်းခေတ်သစ်ဘောလုံးမှာအောင်မြင်မှုရဲ့တော့ချက်တစ်ခုဖြစ်ပါတယ်။ Glasner က United ရဲ့ကစားမတွေဟာနီးပြရဲ့စနစ်နဲ့အတူပိုပြီးပြင်းထန်ကြိုးစားနေတယ်ဆိုတာကိုအတိအမှတ်ပြုလိုက်တာပါ။ XG ဆိုတဲ့အချက်ကတော့အဓိကအရေးပါဆုံးဖြစ်ပါတယ်။ XG ဆိုတာကဘောလုံးသိမ်းယူဖို့အတွက်ဖန်တီးခဲ့တဲ့အခွင့်အရေးတွေနဲ့ရည်သွေးကိုတိုင်းတာတဲ့စီးရင်ဒေတာတစ်ခုဖြစ်ပါတယ်။United က XG အများဆုံးဖြစ်တဲ့ဆိုတာကဂိုးသွင်းခွင့်ဖန်တီးနိုင်မှုမှာ Premier League ရဲ့ထိပ်ဆုံးမှာရှိနေရလို့ဆိုလိုတာဖြစ်ပါတယ်။ XG အများဆုံးဖြစ်တဲ့ဆိုတာကတိုက်စစ်ကအခွင့်အရေးတွေအများကြီးဖန်တီးပေးနေရလို့ဖော်ပြနေပေမဲ့ United ရဲ့ Manager သွင်းဂိုး actual goal ကတော့ပမာဏက XG ထက်လျော်နေနိုင်ခြေရှိပါတယ်။အဲဒါကြောင့်ရေစရာကောင်းတယ်လို့ပြောရခြင်းဟာဖန်တီးပေးတဲ့အခွင့်အရေးတွေကိုတိုက်စစ်မှုတွေကထိထိရောက်ရောက်ကိုမသိနိုင်သေးဘူးဆိုတဲ့အားနည်းချက်ကိုထောက်ပြလိုက်တာပါ။343စနစ်ကိုကျင့်သုံးနေပေမဲ့အဲဒီစနစ်ကနေရရှိလာတဲ့အခွင့်အရေးတွေကိုအလုံးစုံအသုံးချနိုင်ဖို့United မှာပြဿနာရှိနေသေးတယ်ဆိုတဲ့သဘောကိုလည်းမိမောင်းထိုးပြလိုက်ရရောက်ပါပြီ။ Glasner ကဒီ XG data ကိုသုံးပြီး United ရဲ့အားသာချက်အခွင့်အရေးဖန်တီးမှုကိုအတိအမှတ်ပြုရင်းနဲ့အားနည်းချက်ဂိုးသွင်းအားကိုလည်းတပါးတည်းထောက်ပြလိုက်တာပါ။ဒါကသူ့ရဲ့နီးဗျူဟာပိုင်းဆိုင်ရာပြင်ဆင်မှုမှာဒီချက်ကိုထည့်သွင်းစဉ်းစားမယ်ဆိုတဲ့အရေးအယောင်လည်းဖြစ်ပါတယ်။ကျွန်တော်တို့လည်း343ကစားတာပါပဲ။ဒီတော့ဒီ system ကတိုက်စစ်အတွက်ကောင်းတယ်လို့ခန်းစစ်မှာလည်းအများကြီးလှုပ်လို့ရတာကျွန်တော်တို့ရဲ့ Palace ကတက်တည်ပြထားခဲ့ပြီးပါပြီ343ကြောင်းဆိုတာအထက်ဒီ system ကိုခမားဘလောက်နော်ကြည်တယ်လဲပွဲတဲ့ဘလောက်ဖန်တီးပြင်ဆင်နိုင်တယ်လဲဆိုတာပိုအရေးကြီးပါတယ်လို့Glasner ကပြောကြားခဲ့ပါတယ်။ဒီစကားတွေက Glasner ရဲ့နီးပြအတွေးခေါ်ရဲ့အနှစ်သာရကိုဖော်ပြနေပါတယ်။သူကကိုပိုင်နီစနစ်ပေါ်မှာလေးနက်တဲ့ယုံကြည်မှုကိုပြသလိုက်တာပါ။ Glasner ကသူတို့ဘဲလေးတင်းကလည်း343ကစားကြောင်းပြောပြီးတော့ဒီနီစနစ်ကတိုက်စီရောခံစစ်မှာထိရောက်တယ်ဆိုတာကိုတက်တည်ပြနိုင်ကြောင်းလည်းပြောပါတယ်။ကွင်းနဲ့လူလေးဦးရဲ့တောင်ပန်ကစားမှာ win back တွေကတက်ပြီးတော့တိုက်စစ်ကိုကူညီနိုင်တဲ့အတွက်အလျားလျော်ဒေါင်လိုက်ပါကစားကွက်ကျေလာစေပါတယ်။ကစားချိန်လိုက်ခံစစ်5ဦး fight at the back အဖြစ်ပြောင်းလဲနိုင်ပြီးတော့အလဲတဲ့မှာခန်းစစ်3ဦးရှိတဲ့အတွက်ဘောခန်းစစ်မှာတိတ်မပေါက်ကြအောင်ထိန်းထားနိုင်ပါတယ်343ကြောင်းဆိုတာထက်ဒီ system ကိုခမားဘလောက်နော်ကြည်တယ်လဲပွဲတဲ့ဘလောက်ဖန်တီးပြင်ဆင်နိုင်တယ်လဲဆိုတာပိုအရေးကြီးပါတယ်ဆိုတဲ့စကားကရွှေလိုတန်ဖိုးရှိတဲ့မှတ်ချက်လို့ပြောရမှာဖြစ်ပါတယ်အမရင်က343ကိုသာတုံးနေတာဒီနှစ်ကိုနော်မကြည်သေးဘူးလို့ Glasner ကဖဲလိုက်တာမျိုးလဲဖြစ်နိုင်ကြောင်းပါခင်ဗျာစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ